နင်ဘာမှမပြောပါနဲ့ကွာငါမျိုးတောင်းပါပါလေဘာလို့လဲကျွန်တော်ငယ်ကြီးကိုတော့မှာပဲဗျာအေးပြောဟုတ်လားအေးလိုက်မယ်လေအေးငါလာခဲ့မယ်နော်အေးဟိုကျွန်တော်ငားရလေးရှိတယ်မရှိဘူးကြီးရကျွန်တော်ဘာမှမပြောရသေးဘူးလေနင်ဘာမှမပြောပါနဲ့ကွာငါမျိုးတောင်းပါပါလေဘာလို့လဲကျွန်တော်ငယ်ကြီးကိုတော့မှာပဲဗျာနင်ပြောမဲ့စကားတွေရတယ်ငါတို့အရေးလည်းမရအောင်အဖက်လည်းမရအောင်ဒါကြောင့်မို့မင်းဘာမှမပြောပါနဲ့ကွာကိုကလေဗျာကျွန်တော်အဲ့လိုတော့မပြောပါနဲ့ဗျာကျွန်တော်ခုဖះတရားသွားလို့ဘူးဗျာမင်းလိုကောင်ကဖះတရားသွားလို့ကိုအိမ်မှာရှိတဲ့ဖះစီုံတော့ရှောင်ပြီးသွားနေတဲ့ကောင်ကဖះတရားလုပ်ဘူးတဲ့ရည်ရတာပေါ့လို့ဟိုကလေဗျာဒီမှာကျွန်တော်ခုတကယ်ဖះသွားမှာဗျာဩမင်းကဖះတရားသွားလုပ်မယ်ဆိုပြီးတော့ငါတွေကပတ်စံလာတောင်းတာပေါ့ဒါကြောင့်မလုပ်သေးဘူးတော့ဒါမတောင်းနဲ့ပတ်စံတောင်းမဟုတ်ပါဘူးဗျာအခုဆရာကျွန်တော်အင်းရဲ့ပစိုးလေးကငားမလို့ဩအိမ်ရဲ့ပစိုးရငားမယ်ပေါ့ခဏလေးစားဒီမိုင်းရမင်းငားသွားတယ်ကျဲသီးလည်းမရှိတော့အိတ်ထောင်လည်းမရှိတော့ပစိုးလည်းပြဲသွားတယ်မင်းကလုံးဝမငားနိုင်မင်းမရှိတဲ့ဝက်စားဝစ်ပြီးတော့မင်းမသွားတော့ဩဟိုရဲ့အဲ့ဒါသူ့အတူမတော်မသားဖြစ်သွားတာလေဗျာကျွန်တော်ဘလို့သိမှာလဲဟိုပဲဟာရမင်းကဒီဘွားရင်မဟုတ်ဘူးရောနောက်သုံးဘွားထိမငားတော့ဘူးဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲအခုတော့မှမင်းဝတ်ထားတဲ့အိမ်ကြီးရိုင်းပြဲနေပြီကွာမင်းကငားလိုက်ငါဥဆိုင်တဲ့ထက်ပြဲဦးမှာလုံးဝမငားနိုင်ဘူးကျန်ရလေဘလို့ပြပြဲနေလဲမသိပါဘူးကွာ